ကျွန်တော်တို့ဒီနေ့တော့ချက်လာလာလေးတွေဖန်တီးကြမယ်ပေါ့နော်ချက်ကလေးတွေကိုရိုးရိုးမဆွဲဘဲနဲ့သက်ဆိုင်ရာသူ့ရဲ့ item ရဲ့ပုံလေးတွေပေါ့နော် picture လေးတွေနဲ့ထည့်ပြီးဆွဲပါမယ်အဲ့တော့ချက်ဆွဲမယ်ဆိုတော့ insert ထဲကိုသွားမယ်ချက်ကိုလိုချင်တဲ့ ချက် style ကိုရွေးမယ်ကျွန်တော်ကတော့ရိုးရိုးဒီ style လေးပဲရွေးလိုက်ပါမယ်အဲ့ပြီးလို့ချင်းရင်တော့ဒီချက် format ချက် area ကိုသွားမယ်ပြီးတဲ့အခါကျတော့ကျွန်တော်ကဒီအနောက်ခံလေးကိုအယောင်ဖြည့်ခြင်းတဲ့အတွက် guardian field လေးကိုယူလိုက်မယ်ပေါ့နော်ဒီအယောင်လေးနဲ့ပဲကျွန်တော်ထားလိုက်ပါမယ်ပြီးကြရင်ကျွန်တော်ကဒီချက်ရဲ့ site ကလေးတွေကိုပေါ့နော်ဒီတိုင်လေးရဲ့ site လေးတွေပြင်မှာဖြစ်တဲ့အတွက်ဒီမှာလေးတစ်ချက်ဒီမှာလေး select မှတ်လိုက်ပါမယ်ပြီးတော့ဒီမှာချက်လေးကိုသွားပြီးတော့ကျွန်တော်ကဒီ site လေးကိုပြင်လိုက်ပါမယ်ကျွန်တော်လိုချင်တဲ့ site လေးကိုရသွားပါပြီလွယ်ပါတယ်ဒီမှာကျွန်တော် insert နဲ့ခေါ်ထည့်ထားတဲ့ဒီပုံလေးတွေကို control C control V နဲ့ယူပြီးတော့မှဆိုင်ရာပုံလေးတွေမှာထည့်လိုက်ပါမယ်ဒီလို select မှတ်လိုက်ရင်ဒီမှာ select ကျွန်တော်ပြန်ဒီလို select မှတ်လိုက်အကုန်မှတ်သွားပါတယ်နောက်တစ်ချက်မှတ်လိုက်ပါအဲ့ဒါဒီမှာလေးရောက်တစ်ခုခုတော့မှတ်သွားပါပြီထည့်ပါမယ်နောက်တစ်ခုယူမယ်ထည့်ပါမယ်နောက်တစ်ခုယူမယ်ထည့်ပါမယ် control C control V နဲ့ပဲခြာသွားတာပါ control C control V ဒါဆိုရင်တော့ချက်ကလေးတွေကိုပုံလေးတွေရောက်သွားပါပြီဒီမှာလေးတွေကျွန်တော်တို့ပြင်လိုက်မယ်အဲဒီတူပုံလေးတွေကပြောင်းသွားပါပြီအဲဆိုရင်ချစ်စရာဖက်လေးတွေဖန်ပြီးပြီးသွားပါပြီ bye bye